ခံရသောအဖိုးအိုတူကမိန်းကလေးတူကိုဖះရှိခိုးနေရင်အနာကနေစောင့်ရှောက်နေတယ်ဒီမိန်းကလေးကိုတော့ဖះเจ้าကအဖိုးအိုကအမြဲစောင့်ရှောက်ပေးခဲ့တယ်ဒါပေမဲ့တကယ်တမ်းတော့သူကမိန်းကလေးကိုအနေတစ်ခုအတွက်ပြင်ဆင်နေတာပါအဖိုးအိုကမိန်းကလေးကိုဆူတောင်းခိုင်းတယ်မိန်းကလေးကအလင်းရောင်အတွက်ဆူတောင်းနေပေမဲ့အဖိုးအိုကတော့သူမကိုအမောင်နဲ့ပြစ်ချလိုက်ဖို့စီစဉ်နေတယ်သူမကအလင်းရောင်အတွက်ဆူတောင်းခဲ့ပေမဲ့သူမျိုးလင်းထားတဲ့အရာတွေကဖြစ်မလာခဲ့ပါဘူးအဖိုးအိုကသူမကိုအမောင်နဲ့ပြစ်ချလိုက်ဖို့တွန်းပို့လိုက်ပါတယ်မင်းကလေး6တဲကိုပြုတ်ကျသွားတယ်သူမအော်ဟစ်နေချိန်မှာပဲအမောင်တဲကနေထူးဆန်းတဲ့တရဝါတွေပေါ်လာတယ်မင်းကလေး6တဲကိုပြုတ်ကျသွားချိန်မှာတော့သူမကိုဖမ်းဖို့စောင့်နေတဲ့အမောင်တရဝါတွေနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်အမောင်တရဝါတွေကသူမကိုဖမ်းဖို့ကြိုးစားပေမဲ့အချိန်ကိုက်ပဲလူငယ်တယောက်ပေါ်လာပြီးသူမကိုကယ်တင်လိုက်တယ်ဒီအချိန်ဒီမှာသူမအသက်ဆုံးရှုံးတော့မဲ့အချိန်မှာပဲနှုတ်ဝက်ဆန်းကျဲတဲ့လူငယ်တယောက်ရောက်လာပြီးသူမကိုကယ်တင်ပေးလိုက်ပါတယ်လူငယ်ကသူမကိုပွေ့ချပြီးလုံခြုံတဲ့နေရာကိုခေါ်သွားတယ်သူမကသူ့ကိုကြောက်လန့်တကြားနဲ့တွန်းထုတ်ပြီးမိလောင်စေလို့အော်ပြောလိုက်တယ်သူမကိုကယ်လိုက်တဲ့လူငယ်ကိုသူမကကျေးဇူးမတင်တဲ့အပြင်အနေရရှိတဲ့တရဝါလို့ထင်ပြီးတိုက်ခိုက်လိုက်ပါတယ်သူမကသူ့ကိုတိုက်ခိုက်လိုက်ပေမဲ့လူငယ်ကသူမကိုဘာမှမလုပ်ပဲငြိမ်းချမ်းစွာနဲ့ပဲကြည့်နေတယ်သူမလည်းသူဘယ်သူလဲဆိုတာကိုသိချင်စိတ်နဲ့စူးစမ်းနေတယ်သူမကိုကယ်တင်ခဲ့သူကတကယ်ပဲရန်သူလားဒါမှမဟုတ်ကယ်တင်ရှင်လားသူမစတင်တန်တရားဝင်လာပါတော့တယ်စကားရဲ့နောက်ထပ်ပိုင်းတွေကိုကြည့်ချင်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဇာတ်လမ်းကောင်းတွေမှာပြန်တွေ့ကြမယ်